ကိုကဘီပိုးစီပိုးရှိတဲ့ကိုဝင်ဆောင်ရင်ကလေးကိုကူးမာလာနှုတ်တိုက်လို့ကောရလာဆရာမလို့မေးတဲ့သူတွေများတာမို့ဆရာမဒီနေ့ဗီဒီယိုလေးနဲ့ပြန်ပြီးတော့ဖြေချပေးပါမယ်။ဘီပိုးစီပိုးရှိတဲ့မိခင်ကကလေးကိုကူးဆက်နိုင်လားဆိုရင်တော့ကူးဆက်နိုင်ပါတယ်လို့ပဲဖြေရမှာပဲဖြစ်ပါတယ်။ဘီပိုးရှိတဲ့မိခင်ဆိုရင်တော့ကလေးမွေးနေတဲ့အချိန်မှာကလေးကဘီပိုးကူးဆက်တာခံရနိုင်တယ်ဖြစ်ပြီးတော့စီပိုးရှိတဲ့မိခင်တွေမှာတော့ကိုဝင်ဆောင်နေတဲ့အချိန်မှာကောကလေးမွေးတဲ့အချိန်တွေမှာပါကလေးကပိုးကူးဆက်ခြင်းခံရနိုင်ပါတယ်။ဒါပေမဲ့ဘီပိုးကကာကွယ်ဆေးရှိတဲ့အတွက်ကြောင့်မို့ဆရာမတို့ကလေးလေးမွေးပြီးတော့12နာရီကနေ24နာရီအတွင်းမှာပေါ့နော်ဘီပိုးကာကွယ်ဆေး hepatitis B vaccine ရဲ့ hepatitis B immunoglobulin ဆိုတဲ့ဆေးရယ်ကိုပေါ့နော်ထိုးမယ်ဆိုရင်တော့90%သောကလေးလေးတွေကဒီဘီပိုးကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်သူတို့ကိုကူးစက်တာကိုဟန့်တားနိုင်မှာပဲဖြစ်ပါတယ်စီပိုးကကြတော့ကလေးတွေကိုကူးဆက်တဲ့စီပိုးမှာကကာကွယ်ဆေးမရှိဘူးဆိုပေမဲ့ကောင်းတဲ့အချက်ကကလေးတွေရဲ့95%လောက်ကပေါ့နော်ဒီယောဂပိုးကိုမခံစားရဘဲနဲ့လုံးဝကောင်းမွန်မွေးဖွားလာနိုင်ပါတယ်ပြီးတော့စီပိုးပါလာတယ်ဆိုတဲ့ကလေးတွေမှာလည်းအသက်2နှစ်လောက်ရောက်တဲ့အခါမှာသူ့ဟာနဲ့သူပျောက်ကင်းသက်သာသွားတာမျိုးတွေရှိတတ်ပါတယ်ဒါမှမဟုတ်ဘူးဒီကလေးတွေကိုစီပိုးကုသဖို့အတွက်ကုသခံရမယ်ဆိုရင်လည်းဒီကလေးတွေက100%ပေါ့နော်ရာနှုန်းပြည့်ဒီပိုးကိုပြန်ပြီးတော့တွန်းလှန်နိုင်တဲ့ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဘီပိုးစီပိုးရှိတယ်ကိုဝင်မဆောင်ရဘူးလားကလေးမမွေးရဘူးလားဆိုတော့မဟုတ်ပါဘူး။ကိုကဒီသတ်မှတ်ထားတဲ့နီလန်းနေဆေးတွေထိုးမယ်တောက်ဆေးတွေမှီဝဲမယ်ဆိုရင်တော့ကလေးကိုကျန်းမာပျော်ရွှင်စွာမွေးလို့ရပါတယ်။နှုတ်တိုက်လို့ရလားဆိုရင်တော့ဘီပိုးစီပိုးကနှုတ်ရည်ကနေတဆင့်ရင်သွေးငယ်လေးတွေကိုမကူးနိုင်ဘူးလို့လေ့လာတွေ့ရှိချက်တွေကဆိုထားပါတယ်။ဒါကြောင့်မို့ဘီပိုးစီပိုးရှိတဲ့မိခင်တွေကကလေးကိုကူးဆက်နိုင်တာတော့မှန်ပေမဲ့ကလေးလည်းမွေးဖွားလို့ရပါတယ်။ကိုဝင်ဆောင်လို့ရပါတယ်။နှုတ်တိုက်လို့လည်းရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မဒေါက်တာ Grace ပါ။